နာမည်ကျော်ဖြစ်တဲ့ဥမ္မာတန်ဒီကြည့်ကြပေါ့နော်ဥမ္မာတန်ဒီရဲ့အမျိုးသမီးအလောင်းလေးကြည့်လိုက်ရင်သူကဘဝတစ်ခုမှာဆင်းရဲတဲ့ပုဂ္ဂိုလ်လေးတူလာဖြစ်ရပါတယ်နော်ဆင်းရဲတဲ့ပုဂ္ဂိုလ်တူဖြစ်တော့ခုလိုရိုးကိုပွဲလို့ပုံစံမျိုးဖြစ်ခြင်းလည်းဖြစ်မလာတော့မပြောတတ်ဘူးနော်သူတို့မှတောင်ထိပ်ပွဲဆိုတဲ့ပွဲတစ်ခုကျင်းပကြတယ်အဲ့ဒီတောင်ထိပ်ပွဲမှာသူတို့ကဟိုတစ်တာအောက်ဆုံးတက်မှရှိနေတဲ့ဟိုစားတွေကိုအကုန်လုံးထုတ်ဝစ်တဲ့ပွဲနဲ့တူတယ်သူများတွေကနေပြီးတော့အဲ့ဒီဝပန်းပစိုးလို့ခေါ်ဆိုအပ်တဲ့ခံမကြည့်ရတာတော့ပန်းရောင်လေးနဲ့တူပါတယ်နော်ဒီပန်းရောင်လို့လုံကြီးမျိုးတွေကိုအင်ကြီးမျိုးတွေကိုဝတ်ဆင်ကြတော့ဒီကလေးမလေးကလည်းဝတ်ဆင်ခြင်းနဲ့အတွက်သူ့မိဘတွေထံပူဇာတယ်မိဘတွေကလည်းအမတန်ဆင်းရဲနွမ်းပါတဲ့မိဘတွေဖြစ်ခြင်းကြောင့်သူလိုချင်တဲ့ဝပန်းပစိုးကိုရှာမပေးနိုင်သမီးတို့ဟာအမတန်ဆင်းရဲတယ်သမီးလိုချင်နေတဲ့ဒီဝပန်းပစိုးကိုဝယ်ပေးနိုင်တဲ့စွမ်းအားမရှိကြဘူးဆိုပြီးပြောပြကြတယ်ဒါနဲ့ဒီဝပန်းပစိုးဝတ်ချင်လွန်းတဲ့အိမ်တင်တထေးတူထံမှာသွားပြီးကျွန်းခံရတယ်တထေးကလည်းဘယ်လောက်ညစ်ပါတယ်လဲဆိုရင်တော့3နှစ်ကျွန်းခံမှဒီအိုးပေးမယ်ခက်ပုံကနော်3နှစ်သူကဒီအိုးကိုလိုချင်တဲ့အတွက်ကျွန်းခံလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေကိုအားရကျင့်တတ်တဲ့အတွက်3နှစ်မပြည့်ခင်မှာပဲတထေးကလည်းဒီဝပန်းပစိုးကိုရှင်းပြပေးလိုက်ပါတယ်ဒီဝပန်းပစိုးလေးကိုဝတ်မယ်ဆိုတဲ့ရည်ရွယ်ချက်ဖြင့်ရေစိတ်ကိုယူသွားပြီးတော့ရေစိတ်မှာရေချိုးပြန်ပြီးတက်မဲ့အလုပ်ကတ္တဗဘုရားရှင်ရဲ့တပိသတာဝကတူပေါ့နော်တော်ထဲမှာနေရင်းနဲ့တခိုးဓမြတွေကတငန်းကိုလူရဲ့ယူလိုက်တဲ့အတွက်တငန်းလူရဲ့ခံရတော့တငန်းမရှိဘူးနိစ္စရတက်ခဲ့တဲ့ရွက်ကလေးတွေချိုးပြီးတော့အဲ့ဒီမှာပတ်ပြီးတော့ဒီရေချိုးနေတဲ့စိတ်ကန်းကိုကြွလာတာမြင်တော့စိတ်ထဲမှာသရတရားဖြစ်သွားတယ်ဒီမျိုးသမီးလေးတရားတရားဖြစ်တဲ့နဲ့သူ့ရဲ့ဝပန်းမစိုးလေးကိုထပိုင်းပိုင်းပြီးတော့တပိုင်းကိုဒီယဟန်ကိုလှူလိုက်တာလှူလိုက်တဲ့အချိန်ကမှဒီယဟန်တော့ကတင့်တယ်လျှောက်တဲ့တနေရာမှာဒီဝပန်းမစိုးလေးကိုသွားပြီးတော့ဝတ်လိုက်တယ်တစကိုဝတ်ပြီးတော့တစကိုအပေါ်ကနေယုံလိုက်တော့သူမြင်ရတာစိတ်ထဲမှာအမတန်ကြည်နူးသွားတယ်နေလွတ်လင်ခဲ့တော့အမတန်အယောင်ဝါတွေထွန်းလင်းတောက်ပနေတာကိုမြင်ရတော့စိတ်ထဲသိကျဉ်းတော့ကြံနေတဲ့တပိုင်းမှာဆက်ပြီးတော့လှူလိုက်တယ်လှူပြီးတော့သူကဘာလုပ်တယ်သူရေးဆွဲလိုက်တဲ့ပကြီးကားချက်ဒီတစ်ခုပဲနော်ဘယ်လိုလဲဟန္တိအဟံဘဝေဘဝေဝိစရန္တိဩတ္တမရူပဒရဘဝေယံဟန္တိအရှင်ဖျားအဟံဖျားတပိတော်မှသည်ဘဝေဘဝေဘဝကြီးငယ်အတွက်အတွက်၌ဝိစရန္တိကျင်နေကျဆလှဲ့လဲတွာလာခဲ့ရသည်ရှိသောဩတ္တမရူပဒရအတ္တဆုံးအမြတ်ဆုံးဖြစ်တဲ့ရုပ်အစင်းကိုဆောင်းနိုင်တဲ့အမျိုးကောင်းသမီးသည်ဘဝေယံဖြစ်ရပါလို့ဤအတ္တဆုံးအမြတ်ဆုံးရုပ်အလှဆုံးအမျိုးသမီးဖြစ်ပြစေသံဃာခီးကျင်းနေစဉ်အခါမှာဘာရင်းချမ်းရနေလဲလောဘနော်အမတန်ရုပ်ရည်ချောမောလှပ်ပါတဲ့အမျိုးသမီးဘဝကိုတွေ့တတ်မဲ့တဲ့လောဘမချမ်းရထားဘူးလားချမ်းရနေပရမတ္တသစ္စာနဲ့ကပြောတော့အဲ့ဒီလိုအလွန်ချောမောလှပ်ပါတဲ့အမျိုးသမီးဆိုတာရှိသလားမရှိဘူးအလွန်ချောမောလှပ်ပါတဲ့အမျိုးသမီးလို့အတိမှားနေတဲ့သဘောလေးကအဝိဇ္ဇာချမ်းရထားတယ်အဲ့ဒီအမျိုးသမီးဘဝကိုလှမ်းပြီးတွေ့တတ်မဲ့တဲ့သဘောလေးကကနာစိတ်ကပြီးဆွဲနေတဲ့သဘောကဥပါဒံဒီအဝိဇ္ဇာတဏဥပါဒံသုံးခုခြံရံပြီးတော့ဒီဟန်တော်တပတ်အဝပန်းပစိုးလှူဒန်းခြင်းဆိုတဲ့ကုသိုလ်စေတနာသင်္ခါရတရားတွေကိုပြုစုပြောထောင်လိုက်တယ်နော်ဒီလောက်နဲ့ရပ်သွားရင်တော့လည်းအတော်သားပဲသူကမရပ်သေးဘူးကျင့်တတ်ဖို့မရဘူးဘယ်လိုနေရာမြတ်သူကစိတ်ကတော်တော်လေးနာကြည့်ထားတယ်မပြောတတ်ဘူးနော်မန္တိတဝကောစီပုရိသောတက္ကဘာဝေနတန္တာရေတုံမအတ္တခိမံဖျားတိတော်မှာကိုဒိဋ္ဌဝမြင်တွေ့ခဲ့ရသည်ရှိသောကောစီပုရိသောတစုံတယောက်သောယောက်ျားသည်တက္ကဘာဝေနမိမိရဲ့စေတဘောအလိုဆန္ဒအဖြစ်တန္တာရေတုံယတ္တိနှင့်အံသောငါမအတ္တခိမစွမ်းနိုင်ပါစေတည်းဟောတပိတော်မှာကိုမြင်တဲ့ယောက်ျားတိုင်းဘယ်ယောက်ျားမှဆိုမိမိရဲ့စေတဘောအလိုအတိုင်းယတ္တိနေခြင်းကမစွမ်းနိုင်တဲ့အမျိုးသမီးဖြစ်ပြစေ။ဘာပြောလို့လဲလို့မေးတော့သူ့ကိုမြင်လို့ရှိရင်မြင်တဲ့ယောက်ျားတဲ့အကုန်လုံးယူပါစေတဲ့။ဟောယောက်ျားတွေကိုသူဘယ်တော့စိတ်နာထားတယ်တော့မပြောတတ်ဘူး။နောက်တစ်ခုမယအဘိရူပတရနာမအညာမဟောတုဟောမယဖျားတပြီးတော့မှတဲ့အဘိရူပတရနာမအလွန်သားလွန်၍ရုပ်အစင်းလှပတဲ့အမျိုးသမီးမြည်သည်မဟောအညာအခြားတစ်ပါးသောမယဖျားတပြီးတော့မှအထက်အဘိရူပတရနာမအလွန်အစင်းလှပတဲ့အမျိုးသမီးမြည်သည်မဟောတုမဖြစ်ပါစေတည်းလောကမှာတပြီးတော့မှတဲ့ပို့ပြီးလှပတဲ့အမျိုးသမီးတယောက်မှမရှိပါစေနဲ့ဟောခက်ပုံကဆူတောင်းပုံကြည့်နော်ဒီတော့သူ့ရဲ့ဆူတောင်းကလေးကိုကြည့်လိုက်လို့ရှိရင်လောဘတွေကသိအားကောင်းတယ်သူတော်ဘာတွေအပေါ်၌အတာယူလိုတဲ့မာနတရားတွေကလည်းအာမကောင်းဘူးလားအားကောင်းတယ်ယောက်ျားတွေအပေါ်၌မေတ္တာတတ်ကိုရှိသလား
မရှိဒီကောင်းနေအကုန်လုံးယူပါစေဆိုတဲ့စိတ်ထားရှိနေတယ်နော်ဒီတော့အဲ့ဒီလိုလောဘဒေါသမောဟတွေခြံရံပြီးတော့ဒီကံတစ်ခုကိုပြည့်စုံပြုထောင်လိုက်တဲ့အချိန်ခါမှာဘာဖြစ်လာလဲဘဝတစ်ခုမှာသူဩမာတန်ဒီလာပြီးဖြစ်ရပြီဩမာတန်ဒီဖြစ်ရတဲ့အခါကျတော့ဦးဇင်းတို့ဖရာအလောင်းသိဝေမင်းကြီးအဝဲအပါဖြစ်တဲ့ယောက်ျားတွေအကုန်လုံးယူမကုန်လားယူကုန်ရတယ်အလှဆုံးတော့ဖြစ်ပါတယ်ဒါဟာသူရိတ်ဆွဲလိုက်တဲ့ပကြီးကားတစ်ချက်ပဲဒီပကြီးကားကနေလာပြီးတော့အကျိုးပေးလိုက်တဲ့အချိန်ခါလေးမှာနော်ဒီကံလေးကအကျိုးပေးလိုက်တော့ယုံလုံးပေါ်လာတဲ့ပကြီးကားကြကြည့်လိုက်တော့သူဩမာတန်ဒီဆိုပြီးအလှဆုံးအမျိုးသမီးတူတော့လာဖြစ်ရတယ်နော်ဒါပေမဲ့သူမြင်တဲ့ယောက်ျားတွေလည်းယူပါစေဆိုတဲ့စုကိုတောင်းခဲ့တဲ့အတွက်မြင်တဲ့ယောက်ျားတွေကအားလုံးယူမသွားဘူးလားယူတော့ပြန်တယ်ဘာများဆိုင်လို့လဲနော်ဒီစုမျိုးတောင်းနေသလားစဉ်းစားကြည့်စမ်းပါသူမတော်ယောက်ျားတစ်ယောက်နှစ်ယောက်အပေါ်မှာစိတ်ဓာတ်တော့ဖြစ်ချင်းဖြစ်မယ်ဒါတော့နော်မြင်တဲ့ယောက်ျားတွေကသူ့ကိုယူပါစေဆိုတဲ့ဒီစုမျိုးတော့တောင်းနေမှာမလားစဉ်းစားကြည့်ပေါ့အကုန်လုံးကိုယ်အကြောင်းပြုပြီးသူတို့ဘက်သားတွေယူသွားရတယ်ဆိုတော့ကောင်းပါမလားစဉ်းစားကြည့်ထမင်းစားရတောင်မှသူကမိမိသဘောအရာမတည်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြခြင်းဆိုတာကထမင်းစားရတောင်မှထမင်းလို့ကိုပါဇာထဲမသွင်းဘူးသူမြင်တာအဲ့ထမင်းလို့ကိုနဖူးကိုသွားပြီးထည့်တယ်လူအထက်နရွယ်ထက်သွားထည့်တယ်လူအထက်နှာခေါင်းနဲ့ထည့်တယ်လူအထက်သပင်နဲ့ထည့်တယ်လူအထက်ဖြစ်ကုန်တယ်ကိုယ်သဘောတိုင်ကိုစိတ်ကိုဆောက်တည်နိုင်တဲ့စွမ်းအားမရှိတော့ဘူးနော်နောက်တစ်ခုသူ့ရဲ့တာလွန်လှတဲ့ပုဂ္ဂိုလ်ရှိတော့ဘာဖြစ်အောင်ပါလဲကြည့်စိတ်များဆန်းကျင်ပုံပြောပါလေသူ့ရဲ့တာလွန်လှပနေတဲ့ပုဂ္ဂိုလ်လည်းမရှိပါစေနဲ့ဒီစုတောင်းသူရေးဆွဲလိုက်တဲ့ပကြီးကားတစ်ချက်ပေါ့နော်ဒီကံကအကျိုးပြီးတော့သူမျှော်လင့်တောင်းတတဲ့ပုံစံလေးတော့ပေါ်မလာဘူးလားပေါ်လာပြီပေါ်လာတော့ဘာထူးလဲစဉ်းစားကြည့်ဘာထူးလဲဒီဝိမင်းကြီးယူတာထူးတယ်မြင်းနဲ့ယောက်ျားတွေယူတာထူးတယ်ဒီလောက်ပဲသူအစင်းလှတော့ကနောက်ဆုံးအဲ့မှာအဘိဘာရကစေတုကြီးပေါ့လေစေတုကြီးရဲ့ကြော်ပဲဖြစ်ရပါတယ်ဒီလောက်ပဲဒီတဲ့ပိုလွန်တဲ့အကျိုးတရားတွေသူ့မှာဘာရအောင်မလဲမရနိုင်ပါဘူးဒါကြောင့်ခုလိုအချိန်ခါမှာမိမိတို့ရဲ့စိတ်ဓာတ်ကလေးတွေကိုမိမိတို့ကပြုပြင်ပြောင်းလဲပေးဖို့လိုတယ်နော်ဒီလိုစုတောင်းလို့ဒီလိုကောင်းမှုကုသိုလ်ပြုပြီးဒီလိုပကြီးကားတစ်ချက်ရေးဆွဲခဲ့ရင်ဒီလိုပုံစံအတိုင်းတော့မပေါ်နိုင်ဘူးလားပေါ်နိုင်ပါတယ်ဘာဖြစ်လို့လဲသက္ကရာဒိဋ္ဌိခေါ်တဲ့ဒိဋ္ဌိဆိုတဲ့တောက်ကြီးတစ်ခုကိုလက်ဘင်းမှာဆွဲထားတယ်တဏှာတိဟူသောကြိုးဖြင့်လည်းရစ်ပတ်နှောင်ဖွဲ့ပြီးတော့ခန္ဓာ၅ပါးဆိုတဲ့ခြေတိုင်းမှာခြိထားတယ်ခြိထားတဲ့အတွက်ဒီတရဝါကဖြစ်အောင်လုပ်နိုင်ရင်ဘာသာဖြစ်အောင်လုပ်နိုင်မလဲခန္ဓာ၅ပါးဒါပေမဲ့ကျွမ်းကျင်ကျင်နဲ့သူလုပ်နိုင်ခဲ့ရင်တော့အမတန်ချောမောလှပတဲ့ခန္ဓာ၅ပါးတော့ဖြစ်လာမယ်ဒီလောက်ပဲချူးတယ်နော်